ဟုတ်ကဲ့တင်နန်းသားတို့ပုံမကျွမ်းကျင်သွားအောင်လို့လေနောက်တစ်ချိန်ထပ်မှန်ပြီးကြော်ပြပါအောင်မယ်နော်ကျမတို့လက်ပလာကိုတန်ရှင်းအောင်ဆေးထားပါတယ်နော်အဲ့လိုလက်ပလာကိုတန်ရှင်းအောင်ဆေးပြီးတော့ကျမတို့ကင်တွယ်တာပါအခုဆိုလို့ရှိရင်ခုနကပေါင်တုံးလေးရှိတယ်နော်ခုနကပေါင်တုံးလေးတစ်တုံးရှိတယ်ပြီးရင်ကျမတို့ဒီစက်ပေါင်တုံးလေးကို10စက္ကန့်ပေါ့ကျဲဥရည်ထဲမှာ10စက္ကန့်စိမ်ပါမယ်ကျဲဥရည်ထဲမှာရေခဲပါမှရမယ်နော်ကျဲဥရည်ထဲမှာရေခဲမပါလို့ရှိရင်ကြက်သားတကယ်ကြော်တဲ့အခါမှာကြက်သားရဲ့ပွားရွာမှုဟာထိုက်တဲ့လောက်ရတာဗဇက်ထဲမှာပေါ့မွမွရွရွအနေထားမဖြစ်ဘူးเนาะအဲ့ဒါသတိထားပါကျဲဥရည်ထဲမှာရေခဲထည့်ရတဲ့အကြောင်းကကြက်ကြော်ဟာမွမွရွရွနဲ့ဗဇက်ထဲမှာရေပျော်မတက်ဖြစ်သွားတဲ့လှုပ်ဝက်ချက်ပါเนาะဟုတ်ကဲ့10စက္ကန့်ပြည့်သွားပါပြီ10စက္ကန့်ပြည့်တဲ့အခါမှာကျမတို့ကဒီကြက်သားကိုကျမတို့ကရေစစ်ပါမယ်ရေကိုကုန်အောင်စစ်နော်ရေကိုကုန်အောင်စစ်ပါတစ်ဖက်ကလည်း CO ကိုအစင်းသင်းလောက်ထားပါတယ်နော်ကြက်သားရယ်ကြက်ဥရည်ရယ်ကျုံမှုတ်ရယ် CO ရယ်ကိုကျမတို့အစင်းသင်းလောက်ထားပါတယ်ရေကိုကုန်အောင်စစ်ချပါတယ်โอเคရေကိုကုန်အောင်စစ်ပြီးတဲ့အခါမှာကျမတို့ကျုံမှုတ်ကြော်မှုတ်ပေါ့နော်ဒါကြက်ကြော်ရဲ့အကောင်မှုန့်နဲ့လူပါမယ်ခုနတင်ထားသလိုပဲမွမွရွရွလေးဖြူပါမစုံနေပလိုက်နဲ့နော်စုံနေပလိုက်စမ်းကောင်းကြက်ခဲကြီးဖြစ်သွားတယ်မစုံနေပါနဲ့စပြီးတော့လှုပ်ထဲအောင်မွမွရွရွလေးကင်တက်တဲ့အကျင့်ကိုလှုပ်ထားပါအဲ့တော့အဲ့မွမွရွရွကင်တက်တဲ့အကျင့်ကကြက်သားတစ်တုံးလည်းမွမွရွရွကင်မယ်ကြက်သားအတုံး100လည်းမွမွရွရွကင်မယ်ကြက်သားအတုံး1000လည်းမွမွရွရွကင်တက်သွားပါလိမ့်မယ်နော်ကျမတို့အလှူလေးပါလေးကျမတို့လူအများကိုကျွေးမွေးတဲ့အခါမှာအများကြီးကြော်ရတဲ့အခါမှာလည်းမမရွရွလေးကင်တွက်သွားပါလိမ့်မယ်ဆရာမပြောတာလေးကိုမှတ်သားထားလိုက်ပါလက်တွေ့မှာသိလာပါလိမ့်မယ်နော်သူ့မမရွရွလေးနဲ့သူခုနဆရာမပြောပြထားတာလေးအထက်ဒီအများကြီးဖြစ်ချင်တယ်ဆိုတဲ့ဟာကိုလည်းသင်ပေးအောင်မယ်နော်တက်ဗီဒီယိုတစ်ပိုင်းအထက်အများကြီးဖြစ်ချင်တဲ့ဗီဒီယိုတစ်ပိုင်းကိုလည်းဆက်သင်ပေးအောင်မယ်အဲ့လိုမမရွရွကလေးပေါ့နော်ခုတော့ပေါင်2တုံးနဲ့တောင်ပန်လေးနဲ့ကိုကြော်လိုက်မယ်အခုကြက်သားနှက်ထားတာရယ်ကြက်ဥရည်ရယ်ဂျုံမှုတ်ဆက်ထားတာရယ်3ခုပေါင်းလိုက်တဲ့အခါမှာကြော်တဲ့အရာသာအင်တန်ကောင်းပါတယ်နော်အဲ့ဒီပါဝင်ပစ္စည်းတွေingredients တွေလို့ခေါ်မှာပေါ့နော်ပါဝင်တဲ့ဟင်းခတ်မွေးကြိုင်တွေအစာပလာတွေကိုသူ့အချိုးတိုင်းတိကျထည့်ပါဟာငါတော့ပုံမွားကျင်တယ်ဆိုတာလေးပို့ထည့်လိုက်မယ်ဟာငါတော့ပေါ့မယ်လို့ထင်တယ်စားလေးပို့ထည့်လိုက်မယ်မလုပ်ပါနဲ့နော်လုံးဝအာမခံပါတယ်နော်အဲ့ဒီအရသာနော်ဒါလုံးဝအစ်စ်မီရတာပါဆရာမတို့နီလန်ပေါင်းများစွာလေ့လာအစအရာရာအချိန်ကုန်ခံပြီးတော့တင် जा ပြီးတော့လေ့လာပြီးတော့အမျိုးမျိုးကုန်ကြတွေခံပြီးတော့လေ့ကျင့်ထားတဲ့ကြက်ကြော်ပါစိတ်ချပါနော်နောက်အချိန်အားတဲ့ခါကျရင်လည်းကြက်ကြော်တင်နန်းသားများတော့အခုခေတ်စားနေတဲ့ဒီမြူတီအဆက်ကြက်ကြော်လေးလည်းလုပ်ပြချင်ပါသေးတယ်အချိန်ရရင်ပေါ့လေပြောတာပြောအချိန်ရရင်မရတာများဟုတ်ကဲ့အခုဆိုလို့ရှိရင်ကျမတို့ကဒီကြက်သားကိုကျမတို့ဂျုံကတ်တာလေးကနှမ်းနှမ်းဆက်ဆက်နဲ့တေးသေးချာချာလေးပြီးသွားပါပြီအဲ့လိုတေးသေးချာလေးပြီးသွားတဲ့အချိန်မှာကျမတို့ကခါပြီးတော့သူ့ကိုနှစ်ခါပြီးတော့ကျမတို့ကြက်ကြော်ဦးတွေကိုထည့်ပါတော့မယ်နော်ပေါင်2တုံးနဲ့ပဲပြည့်သွားမှမသိစီပူချင်းကလုံးဝတတိထားပါနော်တောင်ပန်မရတော့တော့โอเคကျမတို့73မိနစ်တိတိကျကျကျမတို့စောင့်ကြော်လိုက်မယ်နော်ပြီးတဲ့အခါမှာအလွှာတွေဖြစ်တဲ့ဟာကိုကျွန်မကြော်ပြပါအောင်မယ်အလွှာအထက်နဲ့ထူးရှယ်ကြက်ကြော်ဆိုတာမျိုးလဲကျွန်မနောက်ထပ်ဗီဒီယိုတစ်ခုနဲ့ကြော်ပြပါအောင်မယ်အားလုံးအတွက်ပို့ပြီးတော့အဆင်ပြေသွားအောင်လို့နော်ဒါကတော့ bonus ပေးလိုက်တာပါကျေးဇူးပါကြက်ကြော်တွေပြီးသွားတဲ့အခါမှာလဲ display ပြပါအောင်မယ်